ည7:58မိနစ်အခန်းထဲမှာတိတ်ဆိတ်နေတယ်အပြင်မှာတော့မိုးရွာသံတွေဖုံးလွှမ်းနေလေတော့သည်ဂျူလီယန်ကစပွဲပေါ်ကငွေရောင်အိတ်ဆောင်နာရီကိုစိုက်ကြည့်နေတယ်အလင်းနီနီလေးကတဖြည်းဖြည်းပိုတောက်လာတယ်သူ့ဖုန်းကိုကောက်ကြည့်လိုက်တယ်7:59မိနစ်မီးနီလေးထွက်လာတာကထိုင်းမှာတစ်ခုခုများပါနေတာလားသူနာရီကိုယူလိုက်တယ်အေးဆက်နေတယ်အရန်အေးလွန်းနေရေခဲတုံးကိုကင်ထားသလိုပဲတစ်အတန်တစ်ခုထွက်လာတယ်နာရီတွေကမဟုတ်ဘူးအခန်းတစ်ဖက်ကနေဂျူလီယန်ကဖြည်းဖြည်းလှည့်ကြည့်လိုက်တယ်ဘာမှမရှိဘူးတစ်ဒီတစ်ခါအိယာအောက်ကနေကြားလိုက်ရတယ်သူမျက်မှောင်ကျုပ်လိုက်တယ်ကြွက်လာအိယာအောက်ကိုငုံကြည့်လိုက်တယ်အမှောင်မှလွဲ၍တခြားဘာမှမရှိဘူးတစ်ဒီတစ်ခါသူ့နောက်ကြောဘက်ကနေဂျူလီယန်ရဲ့ကြောရိုးတစ်လျှောက်အေးဆက်သွားတယ်အခန်းထဲမှာသူတယောက်တည်းပဲရှိတာထိုအချိန်တင်းနိုင်ရန်ထက်ကနာရီက12နာရီတိတိထိုးပြီဖြစ်ကြောင်းတိတိကျကျမြည်လိုက်တယ်အဲ့ဒီခဏမှာမီးလုံးကချက်ခနဲဆိုကငိမ့်သွားတယ်တခန်းလုံးအမှောင်ကျသွားတယ်ဟာမီးပြတ်တာလားဂျူလီယန်ကဖုန်းမီးဖွင့်လိုက်တယ်အဖြူရောင်အလင်းတန်းလေးကအခန်းကိုလင်းသွားစေတယ်တိတ်ဆိတ်နေတယ်အရန်တိတ်ဆိတ်နေတယ်ပြီးတော့တောက်တောက်တကားခောက်တန်ဂျူလီယန်ငြိမ်သွားတယ်တစ်ခါနှစ်ခါသုံးခါတောက်အဖိုးကြီးရဲ့စကားကိုသတိရလိုက်တယ်ဘလို့အတန်မဲကြားနာရီကိုမဖွင့်နဲ့သူမျက်မှောင်ကျုပ်လိုက်တယ်ဒါတိုက်ဆိုင်မှုပဲတောက်ဒီတစ်ခါတကားခောက်တန်ကပိုမြန်လာတယ်သူဖြည်းဖြည်းလျှောက်သွားပြီးတကားပေါက်လေးကနေကြည့်လိုက်တယ်လူမရှိဘူးလမ်းမီးအဝါရောင်လေးပဲတွေ့ရတယ်အဲ့ဒီအချိန်သူ့ဖုန်းကဖုန်းဝင်လာတယ် screen ပေါ်မှာ unknown caller ဂျူလီယန်ရဲ့မျက်လုံးကျဉ်းသွားတယ်ဘာတူလဲဖုန်းကိုကင်လိုက်တယ် hello တစ်ဖက်ကအတန်မထွက်ဘူးပြီးတော့အသက်ရှူတန်လိုမျိုးရှူဟယ်လိုတစ်ဖက်ကတိုးလေးဂျူလီယန်သူ့တကိုယ်လုံးတင်းသွားတယ်အဲ့ဒီအတန်သူ့အတန်ပဲဒုံတကားကိုတယောက်ကစောင့်ထုလိုက်တယ်ဂျူလီယန်လန့်ပြီးလှည့်ကြည့်လိုက်တယ်ဒုံထပ်ဖြစ်တယ်ဒုံတကားတစ်ခုလုံးလှုပ်ခါနေတယ်အပြင်မှာတယောက်ရှိနေတယ်အဲ့ဒီအချိန်ဖုန်းထဲကအတန်ကတကားမဖွင့်နဲ့ဂျူလီယန်ရဲ့မျက်လုံးပြူးသွားတယ်မင်းဘာတူလဲတကားမဖွင့်နဲ့အတန်ကပိုတုံလာတယ်ပြီးတော့ဘာလို့ဆိုငါကမင်းခန်းထဲမှာရှိနေလို့ပဲဂျူလီယန်ရဲ့လက်ထဲကဖုန်းပြုတ်ကျလို့နီးပါးဖြစ်သွားတယ်အခန်းထဲမှာသူတယောက်တည်းပဲမဟုတ်ဘူးလားဖြည်းဖြည်းသူနောက်ကိုလှည့်ကြည့်လိုက်တယ်ဖုန်းမီးကိုနေရာအနှံ့လိုက်ထိုးမိသည်နေရန်ပေါ်မှာသူ့အရေးတစ်ခုစပွဲတစ်ခုရဲ့အရေးကလထိုင်တစ်ခုရဲ့အရေးပြီးတော့သူ့နောက်တဲ့မှာခေါင်းငိုက်စိုက်ချထားတဲ့လူတစ်ယောက်ရဲ့အရေးရှိနေတယ်ဒါပေမဲ့အခန်းထဲမှာလူမရှိဘူးဂျူလီယန်ဒီတစ်ခါအတန်ကသူ့နားရွက်နားကနေထွက်လာတယ်အေးဆက်တဲ့အသက်ရှူငွေတစ်ခုသူ့လည်ပင်းနောက်ကိုထိသွားတယ်ဂျူလီယန်ရဲ့လက်တွေတုံလာတယ်သူဖြည်းဖြည်းချင်းနောက်ကိုလှည့်ကြည့်လိုက်တော့ဘာမှမရှိဘူးဒါပေမဲ့စပွဲပေါ်ကငွေရောင်အိတ်ဆောင်နာရီဖြတ်ဆိုပြီးသူ့ဘာသာသူပွင့်သွားတယ်အထဲမှာရေးထားတဲ့လက်တင်စာသားအောက်မှာ
အရင်ကမရှိခဲ့တဲ့စာကြောင်းတစ်ကြောင်းသွေးနီရောင်လိုပေါ်လာတယ် Pre-invited tea. ဘာသာပြန်ရမယ်ဆိုရင်ငါမင်းကိုမြင်နေရတယ်ပြီးတော့အခန်းထောင်အမှောင်ထဲကနေလူတစ်ယောက်ရဲ့အသံခတ်တိုးတိုးရေသံတစ်ခုထွက်လာတော့တယ်ဟီး